အေးမြတ်သူရဲ့စိတ်ရင်းအမှန်တွေကိုမီဒီယာတွေရှေ့မှာဖွင့်ချလာခဲ့တဲ့ဒရိုက်တာတီဟာကျော်ဆိုကဲပရိသတ်ကြီးတို့ရဲ့အရွယ်တကူရောက်နေရတာခုချိန်ထိတည်ငြိမ်ရင်းကျက်လွတ်တဲ့အလှနဲ့ပရိသတ်တွေစီကအပေးမှုကိုသိမ့်ပိုက်ထားနိုင်ခဲ့သူကတော့အေးမြတ်သူပဲဖြစ်ပါတယ်။အေးမြတ်သူဟာအနုပညာလောကထဲစဝင်လာကလေးကသူမရဲ့ပချိုင်လေးကြောင့်အနုပညာအတိုင်းဝိုင်းတစ်ခုလုံးရဲ့အပေးမှုကိုလည်းခံခဲ့ရသလိုလက်ဦးဆရာတဦးဖြစ်သူဒရိုက်တာတီဟာကျော်ဆိုရဲ့အကူအညီပေါင်းများစွာကိုလည်းရယူခဲ့မှုသူတယောက်ဖြစ်ပါတယ်။သူမအနေနဲ့ကတော့အနုပညာလမ်းကြောင်းပေါ်ကိုဆရာဖြစ်သူရဲ့ကျေးဇူးနဲ့ရောက်လာခဲ့ပေမဲ့လည်းနာမည်တစ်ခုရလာတဲ့အခါမှာတော့ဆရာအပေါ်ဘလို့မှမတိတတ်တဲ့အပြင်တိတ်ခါချတာတွေလည်းရှိနေခဲ့လို့ဒရိုက်တာတီဟာကျော်ဆိုကမီဒီယာတွေရှေ့မှာဖွင့်ချလာခဲ့ရပဲဖြစ်ပါတယ်။တကယ်တမ်းမှာကျတော့အေးမြတ်သူဟာအမြဲတမ်းလူငယ်လေးတယောက်လိုမျိုးပေါ့ပေါ့ပပနေတတ်သူတယောက်ဖြစ်တာကြောင့်ဆရာအပေါ်မှာဂိမ်းမဆိုင်မိသလိုဖြစ်သွားခဲ့တာဖြစ်မယ်လို့ပရိသတ်တွေကဝိုင်းပြီးပြောပြနေကြပါသေးတယ်။အေးမြတ်သူအနေနဲ့ကတော့အမြဲတမ်းကင်းကင်းရှင်းရှင်းနေတတ်သူတယောက်ဖြစ်တာကြောင့်ဆရာဖြစ်သူကိုလည်းကင်းရှင်းနေဆိုတဲ့အကြောင်းပြချက်နဲ့အောင်မြင်လာပြီးရဲ့နောက်မှာအလုတ်တွဲမလုတ်တော့တဲ့အထိဖြတ်ချခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့ပရိသတ်ကြီးတို့အနေနဲ့ရောမီဒီယာတွေရှိတပည့်ဖြစ်သူအကြောင်းဖောက်သေးချနေခဲ့တဲ့ဆရာကပဲလိုနေရလားတပည့်မလေးဖြစ်တဲ့အေးမြတ်သူကပဲလိုနေရလားဆိုတာပြောပြသွားခဲ့ကြပါအောင်ရှင်။